ရဲ့ဒီ literature review တနည်းအားဖြင့်ကျွန်တော်ရဲ့ဒီ research methodology အတွက်ဒီ human reference တွေကိုသုံးဖို့ရအတွက်ဒီကျွန်တော် journal source ရွေးမယ်ဆိုရင်လည်းကျွန်တော်တို့ကဒီ journal metric တွေကိုကြည့်ဖို့လိုအပ်တယ်အဲ့တော့ journal metric ဆိုတာဘာလဲ journal metric တွေကိုကျွန်တော်တို့ကြည့်ဖို့ဘာကြောင့်အရေးကြီးရလဲပေါ့အဲ့တော့ကျွန်တော်တို့ကဒီ journal metric တွေကိုကြည့်တဲ့နေရာမှာကျွန်တော်တို့ရွေးချက်နှစ်ခုပေါ့နော်ပထမတစ်ခုကတော့ကျွန်တော်ကထားပါတော့ကျွန်တော်ရဲ့ဒီသုတေသနစာတမ်းကိုကျွန်တော် publication လုပ်ချင်တယ်အဲ့တော့ကျွန်တော်က publication လုပ်ချင်တဲ့အခါမှာဒီကျွန်တော်တက္ကသိုလ်ကျွန်တော်လေ့လာမှုနယ်ပယ်အတွက်ဒီလိုအပ်ချက်အရာဘယ် journal ကိုကျွန်တော်ရွေးချယ်ရမလဲဆိုတာကြတော့သူတို့ရဲ့ဒီကျွန်တော်တို့ journal တွေရှိတဲ့ထဲမှာကျွန်တော်တို့ဒီ journal metric တွေကိုကြည့်လိုက် metric တွေကိုကြည့်လိုက်ပြီးတော့မှဘယ် journal ကတော့ဒီကိုလေ့လာမှုနယ်ပယ်မှာဆိုလို့ရှိရင်ပို့ပြီးတော့ impactful ဖြစ်လဲဆိုတာကိုကျွန်တော်တို့အနေနဲ့ဒီကြည့်လို့ရတယ်ဒုတိယရည်ရွယ်ချက်အနေနဲ့ကြတော့ကျွန်တော်တို့ဒီလေ့လာမှုအတွက်အသုံးပြုမဲ့ reference ဒီ reference တွေကလည်းကျွန်တော်တို့ဒီယုံကြည်လို့ရတဲ့ source ကနေယူထားတဲ့ reference တွေဖြစ်ဖို့လိုတာပေါ့အဲ့တော့အဲ့မှာကျွန်တော်ကဒီဒုတိယအနေနဲ့ကြတော့ဒီကျွန်တော်ရဲ့ဒီ literature review တနည်းအားဖြင့်ကျွန်တော်ရဲ့ဒီ research methodology အတွက်ဒီ human reference တွေကိုသုံးဖို့ရအတွက်ဒီကျွန်တော် journal source ရွေးမယ်ဆိုရင်လည်းကျွန်တော်တို့ကဒီ journal metric တွေကိုကြည့်ဖို့လိုအပ်တယ်ပေါ့အဲ့တော့ဒီ journal metric မှာသူကတော့ဒီအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ literature review အတွက် reference ယူဖို့ဆိုလို့ရှိရင်ဒီကျွန်တော် professor ရဲ့အကြံပြုချက်အရဆိုလို့ရှိရင်မင်းဒီ journal ရဲ့မှာဒီ impact factor ကိုကြည့်ရမယ်နောက်တစ်ခုက size score ကိုကြည့်ရမယ်တကယ်လို့ဒီ impact factor ကဥမာတချို့ကကြတော့လဲ2ဆိုလို့ရှိရင်ကောင်းတယ်ပေါ့တချို့ကကြတော့လဲ5အထက်ရှိရင်ရတယ်ဒါကကြတော့ဒီကျွန်တော် professor ရဲ့အကြံပြုချက်အရကျွန်တော်တို့ဒီ impact factor တွေကိုဒီလေ့လာမှုနယ်ပယ်မတူဘဲနဲ့နှိုင်းယှဉ်တာကြတော့ဒီနှိုင်းယှဉ်ဖို့ရခက်ခဲတယ်ပေါ့နော်ဘလောက်ကကောင်းပါတယ်ဘလောက်ဆိုရင်ခိုင်လုံမှုရှိပါတယ်ဆိုတာမျိုးပြောဖို့ရခက်ခဲတယ်ပေါ့ဒါပေမဲ့ကိုလေ့လာတဲ့နယ်ပယ်ပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့ supervisor ဒါမှမဟုတ်လို့ရှိရင်ဒီကိုယ့်ရဲ့ professor ကိုမေးရမယ်မေးလိုက်တဲ့အခါမှာဒီကျွန်တော်တို့အနေနဲ့ reference ယူတဲ့အခါမှာ impact factor ဘလောက်အနည်းဆုံးရှိတင်လဲဘယ် journal တွေကိုကျွန်တော်အနေနဲ့ရွေးချယ်တင်လဲဆိုတာကိုဒီကိုယ့်ရဲ့ professor နဲ့တိုင်ပင်သင့်ပါတယ်ဒါမှပဲကျွန်တော်တို့ကဒီကိုလေ့လာတဲ့နယ်ပယ်like impact factor ဘယ်လောက်ရှိတင်လဲဆိုတာကိုကျွန်တော်တို့ဒီကွယ်ကွယ်ပြပြသိမြင်နိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ကဒီ impact factor ကိုကျွန်တော်တို့ဘယ်လိုတွက်လဲပေါ့ impact factor ကကြတော့ဥပမာထားပါတော့သူက journal တစ်စောင်ကဒီလွန်ခဲ့တဲ့2နှစ်အတွင်းမှာကျွန်တော်တို့ဒီ citation သူ့ journal မှာထုတ်ပြန်ခဲ့သမျှ citation မှာ2000ရတယ်ထားပါတော့အဲ့မှာသူကဒီလွန်ခဲ့တဲ့2